အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့လေးစုထမင်းစားလို့ရမ်းမိန်နဲ့ကင်းမွန်ချင်ဆက်ဟင်းလေးချက်စားဖြစ်ပါတယ်ဒါလေးတွေကတော့ကင်းမွန်ချင်ဆက်ချက်ဖို့အတွက်စုပြင်ဆင်ထားတာလေးတွေပါအရင်ဆုံးပေါ့နော်စုချက်သွန်ဖြူချက်သွန်နီနဲ့ငုတ်တီအစိမ်းမော့ရောင်တင်မော့အနေငယ်ငုတ်တီအကျန်းနောက်အနေငယ်လေးထည့်ပြီးတော့ထောင်းလိုက်ပါတယ်ထောင်းထားတာလေးကလည်းရပြီဆိုတော့ဟင်းချက်ပါတော့မယ်အိုးလေးကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်တော့စနွေးမုတ်အနေငယ်လေးထည့်လိုက်ပါတယ်ပြီးရင်တော့ငုတ်တီချက်သွန်ထောင်းထားတာလေးကိုထည့်ပြီးစီတက်ပေးလိုက်ပါတယ်စီတက်ထားတာချက်သွန်ဖြူနဲ့မှုေးလာပြီဆိုရင်တော့ခရမ်းချင်တီတွေကိုထည့်လိုက်ပါတယ်ပြီးရင်တော့ခရမ်းချင်တီတွေနူးပြီးအနှစ်ကျအောင်လို့ငုတ်ဆုံရည်ကိုထည့်လိုက်ပါတယ်အရသာတော့ကိုတော့ချက်သားမုတ်ကိုအနေငယ်စားအနေငယ်နဲ့ငန်းပြားရည်ကိုတော့ဟင်းခက်စွန်းနဲ့သစွန်းစာလောက်ထည့်လိုက်ပါတယ်ရှင်ဒီအခါမှာတော့အရသာတွေအလုံးနှံ့သွားအောင်တတိချချာလေးမှုပေးလိုက်ပါတယ်ပြီးရင်တော့ခန်းချင်းလေးတွေနူးပြီးတော့အနှစ်ကျအောင်ပေါ့နော်ဆိုတော့10မိနစ်လောက်အဖုံးအုပ်ထားလိုက်ပါတယ်ခုဆိုရင်တော့ခန်းချင်းလေးတွေကလည်းနူးပြီးတော့အနှစ်ကျနေပြီပေါ့နော်အဲ့တော့စုကင်းမွန်တွေကိုထည့်လိုက်ပါတယ်ပြီးတော့စုဒီမှာရေအနှဲငယ်လေးထည့်လိုက်ပါတယ်အမှန်တကယ်ကတော့လေကင်းမွန်ကရေထွက်မှာပဲဆိုတော့ရေကမထည့်လဲရပါတယ်နော်စုထည့်တာလည်းများတော့မများဘူးခွက်မှာရှိနေနည်းနည်းလေးကိုပဲထည့်လိုက်တာပါပြီးရင်တော့ထက်ချမ်းချမ်းထားတဲ့ငုတ်ဒီစိမ်းတွေကိုပါတစ်ခါတည်းထည့်လိုက်ပါတယ်ပြီးရင်တော့ကင်းမွန်တွေကျက်သွားအောင်လို့ဆိုတော့စက္ကန့်40လောက်အဖုံးအုပ်ထားလိုက်ပါတယ်အဖုံးမအုပ်ဘဲနဲ့ဒီတိုင်းမှုလည်းရတာပေါ့နော်ကင်းမွန်ကကျက်ဖို့လွယ်ပါတယ်ခုလောက်နေထားဆိုရင်တော့ကင်းမွန်တွေကကျက်နေပြီပေါ့နော်အဲ့တော့ဆိုဟင်းရဲ့အရသာကိုမြည်ကြည့်ပါမယ်ဟင်းရဲ့အရသာအပေါ်အငင်ကိုတော့မိမိစိတ်ကြိုက်လို့တို့လိုပြင်ဆင်ပေါ့နော်ဒီမှာစုမာကအငင်ပေါ့နေလို့စုစားအနေငယ်လေးထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့ဟင်းရက်နဲ့မှုေးသွားအောင်လို့စုနည်းနည်းမီလေးအုပ်လိုက်ပါတယ်နည်းနည်းမီအုပ်ပြီးတာနဲ့စုအဖုံးအုပ်ပြီးတော့မီလေးပိုက်လိုက်ပါပြီနော်ကဲခုဆိုရင်တော့စုရဲ့ကင်းမွန်ချင်စမ်းဟင်းကတော့အနက်မှုမှုလေးနဲ့ကျက်ပါပြီရှင်ဒီကင်းမွန်ချင်စမ်းဟင်းကလေချက်ရတာလဲလွယ်ပြီးတော့စားလို့လဲအရန်ကိုထမင်းမိန်စေပါတယ်ကင်းမွန်ကြိုက်တဲ့သူတွေလိုက်ချက်စားကြည့်ကြနော်ဆွေးရဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတားပါ